င်္ဂလာပါရှင်ဒီနေ့တော့အိမ်မလွယ်တကူပြုလုပ်လို့ရတဲ့ငါးသားလုံးလုံးလေးကိုမျှဝေပေးပါမယ်ရှင်ဒါကတော့ပါဝင်ပစ္စည်းလေးတွေပါပါဝင်ပစ္စည်းစင်းလေးကတော့ဒီမှာ list လုပ်ပေးထားပါတယ်ရှင်ငဖဲကိုခဲနေအောင်လို့ရေခဲသစ်တာအပေါ်တန်းမှာမိနစ်20လောက်ထားလိုက်ပါမယ်တဝက်လောက်ခဲသွားပြီဆိုတော့မှပြန်ထုတ်ထားပြီးတော့ပါဝင်ပစ္စည်းလေးတွေကိုစပြီးတော့ပြင်ဆင်ပါတော့မယ်ချက်သွန်ဖြူကိုဒီလိုမျိုးညံ့နေအောင်လို့မှုန့်ညံ့နေအောင်လို့ထောင်းထားလိုက်ပါမယ်ရှင်ချက်သွန်ဖြူကိုမှုန့်ညံ့နေအောင်လို့ထောင်းပြီးသွားပြီဆိုတော့မှခုနကတော့တဝက်လောက်ခဲနေပြီဖြစ်တဲ့ငဖဲကိုထည့်ပြီးတော့ကျန်တဲ့ပါဝင်ပစ္စည်းတွေကိုတစ်ခုချင်းစီထည့်ပြီးတော့ထောင်းပေးပါမယ်ပါဝင်ပစ္စည်းတွေအားလုံးစုံအောင်လို့ထည့်ပြီးပါပြီဆိုလို့ရှိရင်တော့နောက်ဆုံးမှာရေခဲရေလေးအနေငယ်ကိုထည့်ပြီးတော့ထောင်ပေးပါမယ်အမုံတွေရောရေတွေရောကိုဒီလိုမျိုးနှံ့နေအောင်လို့အသားလေးဒီလိုမျိုးရောနေအောင်လို့မှွေပြီးတော့မှအသားလေးသူတို့အားလုံးကရောပြီးတော့ mix ဖြစ်သွားပြီဆိုတဲ့အခါကျတော့မှစပြီးတော့ထောင်ပေးပါမယ်ဒီလိုမျိုးငဖဲလေးကိုမှုန့်ညံ့နေအောင်လို့စီစီလေးဖြစ်တဲ့အထိထောင်ထားလိုက်ပါမယ်ပြီးရင်တော့လက်ကလေးကိုရေလေးနဲ့ငယ်ဆွပြီးတော့ဒီလိုမျိုးလေးအသားလေးတွေကိုယူပြီးတော့လက်ကလေးနဲ့ဖြည့်ညှစ်လိုက်ပါမယ်ဖြည့်ပြီးတော့ဒီလိုမျိုးဖြည့်ပြီးတော့ထွက်လာတဲ့အသားလေးကိုဇွန်လေးနဲ့အသားကလေးယူလိုက်ပြီးတော့အလုံးတိုင်းလေးတွေထည့်ပြီးတော့ပြုတ်ပေးလိုက်ပါမယ်ရေကိုမီးပလက်တက်လိုက်ပြီးဆိုကြတဲ့ကစပြီးတော့အလုံးကိုထည့်ပါမယ်စူအောင်စောင့်စရာမလိုပဲနဲ့တခါတည်းရေလဲစူပေါ့နော်အသားလဲပေါ်လိုမျိုးမုံလုံးရေပေါ်လိုမျိုးပေါ့နော်ရေပေါ်မှာပေါ်လာပြီဆိုလို့ရှိရင်တော့ဆဲထားလိုက်ပြီးရင်ရပါပြီခုလိုမျိုးရေပေါ်မှာပေါ်လာပြီဆိုလို့ရှိရင်တော့စကားလေးနဲ့အသားကလေးစစ်ပြီးတော့ချောက်အောင်လို့ထားလိုက်ပါမယ်ပြီးရင်တော့ကိုစိတ်ကြိုက်ပြုလုပ်လို့ရပါပြီခုလိုမျိုးငါးသားလုံးပြုလုပ်လီကလွယ်ကူပြီးတော့အိမ်မှာကိုယ်တိုင်ပြုလုပ်တာဖြစ်တဲ့အတွက်ကြောင့်တန်ရှင်းလက်ဆက်ပြီးတော့စားလို့ကောင်းပါတယ်အားလုံးပဲဆင်ပြေကြပါစေရှင်